1952 ခုနှစ်မှာရုရှားနိုင်ငံလီနင်ဂရက်အခုစိန့်ပီတာဘတ်စ်မြို့မှာမွေးဖွားခဲ့တဲ့ဗလာဒီမာပူတင်ကတော့စစ်ရေးတိုက်ပွဲကာလလွှမ်းမိုးမှုအောက်မှာကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။ဥပဒေပညာရပ်ကိုလေ့လာစည်းပူးခဲ့ပြီးတဲ့နောက်မှာတော့ပူတင်က1980ပြည့်နှစ်လွန်များမှာဆိုဗီယက်ရုရှားရဲ့လှုပ်ဝက်ထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ KGB တဲကိုဝင်ရောက်ခဲ့ပါတယ်။ဆိုဗီယက်ပြည်ထောင်စုမပြိုကွဲခင်အထိအရှေ့ဂျာမနီမှာတရှို့သူဦးဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက်မှာတော့ရုရှားနိုင်ငံကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။1991ခုနှစ်မှာဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးတဲ့နောက်မှာတော့ပူတင်ကနိုင်ငံရေးလောကတွေကိုဝင်ရောက်လာခဲ့ပြီးတော့ရုရှားနိုင်ငံရဲ့ပထမဆုံးသမ္မတဘောရစ်ယေဆင်ရဲ့အစိုးရအဖွဲ့ထဲမှာပါဝင်လာခဲ့ပါတယ်။1999ခုနှစ်မှာတော့သမ္မတယေဆင်ကပူတင်ကိုဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့ပါတယ်။အဲဒီနောက်မကြာခင်ယေဆင်ရာထူးမှနှုတ်ထွက်ပြီးတဲ့နောက်မှာတော့ပူတင်ကိုယာယီသမ္မတအဖြစ်တာဝန်ပေးအပ်ခဲ့ပါတယ်။2000ပြည့်နှစ်မှာတော့ဗလာဒီမာပူတင်ကရုရှားနိုင်ငံရဲ့သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရပါတယ်။သူရဲ့ပြတ်သားတဲ့ခေါင်းဆောင်မှုပုံစံတည်ငြိမ်မှုနဲ့စီးပွားရေးပြုပြင်ပြောင်းလဲနိုင်ခဲ့မှုတွေကြောင့်ပြည်သူလူထုရဲ့ကြေကြေပြန့်ပြန့်ထောက်ခံမှုကိုရရှိခဲ့ပါတယ်။သူရဲ့အုပ်ချုပ်မှုအောက်မှာရုရှားနိုင်ငံကကမ္ဘာစက္ကုံပေါ်မှာပြန်လည်အားကောင်းလာခဲ့ပေမဲ့ဝေဖန်သူတွေကတော့သူကနိုင်ငံရေးလွတ်လပ်ခွင့်တွေကိုကန့်သတ်ပြီးတော့အာဏာကိုချုပ်ကိုင်ထားတယ်လို့ဆွဆွဲကြပါတယ်။ဘလို့ပဲဖြစ်ပါစေ KGB အရာရှိဘွားကနေသမ္မတဖြစ်လာတဲ့ဗလာဒီမာပူတင်အာဏာရရှိလာမှုကရုရှားနိုင်ငံရဲ့လမ်းကြောင်းကိုပြောင်းလဲစေခဲ့ပြီးတော့သူ့ရဲ့လွှမ်းမိုးမှုကလည်းယနေ့ထိုင်နိုင်ငံအပေါ်တက်ရောက်နေစေဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာတွေအနေနဲ့ရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင်အပေါ်မှာဘလို့အမြင်တွေရှိကြသလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်ဗျ။